တာချီကိုနှိပ်စက်ခဲ့တယ်လှုပ်ဝက်ယောဂါဆိုတင်းတို့မြင်မှုသမျှဥချီယာအီတာချီဆိုတာအမြဲတမ်းတည်ငြိမ်ပြီးအင်အားကြီးတဲ့ပါရမီရှင်တယောက်ပါဒါပေမဲ့ဆာစကဲနဲ့မတိုက်ခိုက်ခင်နှစ်ပေါင်းများစွာကတည်းကအီတာချီဟာပြင်းထန်တဲ့လှုပ်ဝက်ယောဂါတစ်ခုကိုအန်ကျိတ်တောင့်ခံပြီးအသက်ရှင်နေခဲ့ရတာတင်းတို့သိလားသူဟာခန္ဓာကိုယ်အခြေအနေကိုထိန်းထားနိုင်ဖို့ဆေးတွေကိုမှီဝဲရင်းဇို့အသင်းအသက်ရှင်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်ဒီလောက်အထိနာကျင်မှုတွေကိုတောင့်ခံခဲ့တာလဲတကယ်တော့အဓိကအကြောင်းရင်းကသူ့ညီလေးဆာစကဲအတွက်ပါကျွန်တော်တို့ channel ကို subscriber 1k အထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ဟိုရက်က post တင်ခဲ့တဲ့အတိုင်း subscriber 1k ပြည့်တဲ့အနေနဲ့ giveaway ပေးမဲ့အစီအစဉ်ကိုတော့ဒီဗီဒီယိုအဆုံးမှာတေချာလေးပြောပြပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားပါအောင်နော်ကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာဝလိုစီးပြီးတဲ့ကစိတ်ဝင်စားကြအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေတာကြောင့်ဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့ဦးဗျဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်နံပါတ်1အီတာချီကိုနှိပ်စက်ခဲ့တဲ့လှုပ်ဝက်ယောဂါဇလန်းထဲမှာတော့အီတာချီရဲ့ယောဂါနာမည်ကိုအတိအကျမဖော်ပြထားခဲ့ပါဘူးဒါပေမဲ့သူဟာအသက်အန္တရာယ်ရှိပြီးပြင်းထန်တဲ့ယောဂါတစ်ခုကိုခံစားခဲ့ရတာပါဒီယောဂါကြောင့်ပဲအီတာချီဟာမကြာခဏချောင်းဆိုးရင်သွေးပါပြီးစကားပြောရုံလမ်းလျှောက်ရုံနဲ့တင်မောဟိုက်လာသလိုခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်ဆာစကဲနဲ့မတိုက်ခိုက်ခင်ကတည်းကသူ့ရဲ့အသက်ကသေလူမျိုးပါအခြေအနေကိုရောက်နေခဲ့တာပါနံပါတ်2ဘာကြောင့်ဇို့အတင်းအသက်ကိုဆွဲဆန့်ထားတာလဲဒါဆိုဒီလောက်ထိအခြေအနေဆိုးနေတဲ့အီတာချီကဘာကြောင့်ယောဂါကိုတောင့်ခံပြီးအသက်ကိုဆွဲဆန့်နေခဲ့တာလဲအကြောင်းရင်းကတော့သူ့ရဲ့နောက်ဆုံးစီမံကိန်းကြီးကြောင့်ပါအီတာချီဟာသူ့ကိုယ်သူဗီလိန်တယောက်ဖြစ်ဖန်တီးပြီးနောက်ဆုံးမှာဆာစကဲရဲ့လက်ထဲမှာပဲတေဆုံးမှုဆုံးဖြတ်ထားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဆာစကဲကသူ့ကိုဂလဲစားချိန်နိုင်ပြီးပိုပြီးတန်မာလာမှသာဥရုချီမာရုရဲ့အန်ရယ်ကနေလည်းလွတ်မြောက်နိုင်မယ်လို့ယုံကြည်ခဲ့တာပါဒါကြောင့်ဆာစကဲအဆင်သင့်မဖြစ်သေးသေးငါသေလို့မဖြစ်ဘူးဆိုတဲ့စိတ်တစ်ခုတည်းနဲ့ဇို့အတင်းအသက်ကိုဆွဲဆန့်ထားခဲ့ရဖြစ်ပါတယ်နံပါတ်3မျက်စိကွယ်လူနေပါဖြစ်နေတဲ့ဂျားကတိုက်ပွဲဒါရင်မကသေးပါဘူးမန်ကကျူးရှာရင်ကန်ကိုနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ဘေးထွက်ဆိုးကျိုးကြောင့်အီတာချီရဲ့အမြင်အာရုံဟာတဖြည်းဖြည်းဆုံးရှုံးလာခဲ့ပါတယ်ဆာစကဲနဲ့နောက်ဆုံးတိုက်ပွဲရောက်ချိန်မှာတော့သူဟာမျက်စိကွယ်လူနေပါအခြေအနေမှာတောင်တိုက်ခိုက်နေခဲ့တာပါအဲ့ဒီအခြေအနေမှာပဲစူဆာနိုရဲ့ထော့ဆူကာဘလိတ်ကိုအသုံးပြုပြီးဆာစကဲရဲ့ကျင်းစာအမှတ်ကနေထွက်ပေါ်လာတဲ့ဥရုချီမာရုကိုချုပ်နှောင်ခဲ့ပြီးဥရုချီမာရုရဲ့အန်ရယ်ကနေဆာစကဲကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်နံပါတ်4နောက်ဆုံးအပြုံးတိုက်ပွဲပြီးဆုံးချိန်မှာတော့အီတာချီကဆာစကဲစီကိုရိုင်းတိုင်တိုင်နဲ့ရှောက်လာခဲ့ပါတယ်ဆာစကဲကသူ့မျက်လုံးကိုလူတော့မယ်လို့ထင်နေချိန်မှာပဲအီတာချီကငငယ်တုန်းကလိုညီဖြစ်သူရဲ့နှစ်ဖူးကိုလက်ညှိုးလေးနဲ့ပုတ်ပြီးပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယောဂဒဏ်ချက်ကရာအလွန်ကျွံသုံးဆွဲရတဲ့ဒဏ်နဲ့ခန္ဓာကိုယ်ကနောက်ထပ်မတောင့်ခံနိုင်တော့တာကြောင့်အီတာချီဟာသက်ဆုံးရှုံးသွားခဲ့ပါတယ်ဟုတ်ပါတယ်အီတာချီဟာဇလန်းတစ်ခုလုံးမှာတစ္ဆာဖောက်လူဆိုးတစ်ယောက်ဖြစ်အမုန်းခံခဲ့ရပေမယ့်တကယ်တမ်းတော့ညီဖြစ်သူရဲ့အနာဂတ်အတွက်အရာအလုံးကိုစတေးခဲ့တယ်လှုပ်ဝက်သူရဲကောင်းတစ်ယောက်ပါကဲဒါဆိုရင်တော့ဗီဒီယိုအစမှာပြောခဲ့တဲ့ giveaway စီစဉ်လေးကိုတွားလိုက်ကြအောင်ဗျ giveaway စီစဉ်လေးမှာပါဝင်ကန်ဆန်းမှုအတွက်အရင်ဆုံးကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးထားပါပြီးတာနဲ့ခုဗီဒီယိုလေးကို like လေးပေးပြီးကျွန်တော်မေးမဲ့မေးခွန်းလေးကိုမှန်မှန်လေးနဲ့မြန်မြန်လေးဖြေနိုင်ရပါပြီအမှန်ဆုံးနဲ့အမြန်ဆုံးလူတွေကိုတယောက်ကိုဖုန်းပေ3000စီ10ယောက်တောင်ပေးသွားမှာဖြစ်ပါတယ်ကဲမေးခွန်းကတော့နာအိုဒို ဥဇူမာကီရဲ့မွေးနေ့လနဲ့ရက်နှစ်ခုကိုတိတိကျကျဖြေပေးရမှာဖြစ်ပါတယ်တတ်မှတ်ရက်ကတော့အခုဗီဒီယိုတင်တဲ့30ရက်နေ့ကနေ2ရက်နေ့ည12နာရီအထိဖြစ်ပြီးအဖြေမှန်ကိုcommentမှာမှန်ပေးရမှာဖြစ်ပါတယ်3ရက်နေ့မှာတော့ဖြေတဲ့လူတွေကအဖြေအမှန်ဆုံးနဲ့အမြန်ဆုံးလူ10ယောက်ကို reply ပြန်ပြီးဖုန်းပေလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်အမှန်ဆုံးနဲ့အမြန်ဆုံးလူ10ယောက်ကိုပေးသွားမှာဖြစ်လို့မြန်မြန်လေးပါဝင်ကန်ဆန်းကြည့်လိုက်ပါနော်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you ပါ